နောက်ဆုံးချက်ပေါ့နော်အရင်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာလဲဆိုလို့ရှိရင်တော့လူတွေကဒီပစ္စည်းကအများကြီးရှိတယ်ဆိုပြီးတော့ရောင်းနေရတဲ့စားလို့ရှိရင်တော့ဒီပစ္စည်းကတော့လက်ရှိမှာတော့ဘယ်နှခုပဲရှိရောတယ်အရေးအတွက်တစ်ခုကိုတတ်မှတ်ပေးလိုက်တာသို့မဟုတ်လို့ရှိရင်လေဒီပစ္စည်းရောတော့ဘလောက် limit ပဲထုတ်ထားတာပါဒီလိုမျိုး scarcity လို့ခေါ်တယ်ဒီလူတွေရဲ့ဆုံးရှုံးရမှာကြောက်တဲ့စိတ်ဒါကကြတော့စိတ်ပညာပေါ်မှာအခြေခံပြီးတော့မှ marketing နည်းဗျူဟာလုပ်ထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့လည်းလို့ကြားဖို့လိမ့်မယ်။ဒီ symbol မှာဆိုလို့ရှိရင်တော့နှစ်ကုန် promotion တွေဘယ်လိုမျိုးလုပ်တယ်ဒီ promotion ဒီအချိန်မှာပဲဝယ်လို့ရတယ်။ဒါကြောင့်မလို့ဒီပစ္စည်းကိုကြိုက်တဲ့သူဟာဒီချိန်ကြရင်မဖြစ်မနေဘူးသူကဝယ်ရတယ်။ဘာကြောင့်လဲဒီချိန်ကုန်သွားတဲ့အချိန်မှာ तू မရတော့မှာဆိုတယ်။ဒီလိုမျိုးပဲပစ္စည်းလေးကတော့ discount ရှိတယ်ဒါပေမဲ့အရန်ကို limited ဖြစ်တဲ့အတွက်ကြောင့်မလို့အမြန်ရမှာဖြစ်မယ်။ဒါဆိုလို့ရှိရင်လည်းဒါက scarcity marketing ကိုသုံးထားတာဖြစ်တယ်။နောက်တစ်ခုကကျတော့အရေးအတွက်နည်းနေတာမျိုးအရေးအတွက်အများကြီးရှိနေလို့ပြောရတဲ့ဆိုင်အရေးအတွက်ကတော့ကန့်သက်ထားပါတယ်။2ယောက်ပဲရမယ်သို့မဟုတ်3ယောက်ပဲရမယ်။ဒီလိုအရာတွေကလည်းလှိုင်လို့ရဲ့ marketing လုပ်တဲ့အခါမှာဆိုလို့ရှိရင်အရန်ကို powerful ဖြစ်ပြီးတော့မှလူတွေရဲ့ဝယ်ခြင်းစိတ်ကိုဖြစ်ပေါ်စေတဲ့ဒီစိတ်ပညာအခြေခံထားတဲ့ marketing စနစ်တွေပဲဖြစ်ပါတယ်